အားလုံးပဲမင်္ဂလာပါအမဒီနေ့မှာတော့ fashion industry မှာ tailoring ပိုင်းလုပ်နေတဲ့သူတွေ pattern making ပိုင်းလုပ်နေတဲ့သူတွေအတွက်ရန်ကိုအသုံးဝင်မယ်နည်းလမ်းလေးတစ်ခုကို sharing လုပ်ပေးမှာဖြစ်ပါတယ်အဲ့ဒါကတော့အမတို့ tracing လုပ်တဲ့နည်းလမ်းလေးပဲဖြစ်ပါတယ်ဒီ technique ကိုသုံးတော့မယ်ဆိုရင်အမတို့ trace လုပ်ခြင်းနဲ့ frame ရှိရမယ်ပြီးတော့ကတ်ထူစက်ကူကိုအဲ့ဒီ trace လုပ်ခြင်းနဲ့ pattern စက်ကူရဲ့အောက်မှာဒီလိုထပ်ထားရမယ်ထပ်ထားပြီးရင် paper ကိုဒီပေါ်မှာညှိနေအောင်လို့ကိုကတိတ်နဲ့2ချက်လောက်ဖြစ်ဖြစ်3ချက်လောက်ဖြစ်ဖြစ်ကတ်ထားပါတော့ကတ်ထားပြီးရင်အမတို့ကလိုချင်တဲ့အရာတိုင်းလှိမ့်ရုံပဲတချို့ကကြတော့မှင်ကန်စက်ကူနဲ့အောက်ခံထားပြီးတော့လှိမ့်နေတချို့ကြတော့လည်းဒီတိုင်းပဲလှိမ့်နေအမတို့ဒီမှာတော့လှိမ့်စုတစ်ခုတည်းနဲ့ပဲလှိမ့်ပါပဲပေါ့နော်trace ပြီးတော့တစ်ချက်ပြန်စစ်ပေါ့နော်ကိုကဘယ် point နေလိုခဲ့လဲဆိုတာကိုတစ်ချက်ပြန်စစ်ရမှာပေါ့နော်ဘာလို့လဲဆိုတော့အမတို့ကဒီရှေ့ချမ်းတွေပါတယ် trace လုပ်တဲ့အခါကျရင်အမတို့ PP point တွေကျန်ခဲ့လားအမတို့အဓိက point တွေကျန်ခဲ့လားဆိုတာစစ်ရမယ်ပေါ့နော်စစ်ပြီးလို့သိကြပြီဆိုရင်အမတို့ရဲ့ blueprint ဆိုတာကတော့အမတို့မူရင်းပေါ့နော်အဓိကမူရင်းနေနဲ့တင်ထားမယ့်ဟာကိုအမတို့ blueprint လို့ခေါ်တယ်ဒီ blueprint pattern ကိုအမတို့ဘာလုပ်မလဲဆိုရင်အမတို့တိတ်ပါပြီးတော့ဒီမှာဒီအရာလေးတွေတိုင်းအမတို့က line လေးလိုက်ဆွဲရုံနဲ့အကယ်မို့ကိုကအမ trace လိုမျိုးပါဒီလို point နေပဲ trace တာမဟုတ်ပဲနဲ့တစ်လျှောက်လုံး trace တာမယ်ဆိုရင်ကြတော့ကိုကတန်းပြီးတော့ညှက်လိုက်ရုံပဲပေါ့နော်အမကြတော့အဲ့လိုမျိုး trace တာမဟုတ်ပဲနဲ့အဓိက point လေးတွေကိုပဲအမက trace တာပြီးတော့ပြန်ဆက်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အမကတခါတည်းညှက်လို့မရဘူးပေါ့နော်ဒါကြောင့်မို့လို့အမရဲ့ဒီဆက်ရဒီ join ဆက်လေးတွေကိုအမကပြင်ပြီးတော့ဆက်ပါမယ်ကြည့်ဒါဆိုရင်အမတို့ point စုံလေးတွေကိုဆက်ပြီးတဲ့အခါကျရင်ဘာလုပ်မလဲဆိုရင်ဒါလေးကိုအမတို့ဖြတ်ထုတ်လိုက်မယ်ဒါဆိုရင်မတို့ရှေ့ချမ်းရပြီနောက်ချမ်းလေးလည်းကုသရှိအတွက်ကြောင့်မလို့မနောက်ချမ်းလေးပဲတိုင်းဖြတ်လိုက်မယ်အမတို့ဘတ်တန်ကိုလည်းဖြတ်ထုတ်ပြီးပြီဒီလိုချင်တဲ့ line တွေလည်းမှတ်ပြီးတဲ့အခါကျရင်တော့မှဘတ်တန်ကိုဒီလိုမျိုးလေးတင်ထားရပါတော့ ready to wear pattern ဖြစ်တဲ့အတွက်ကြောင့်မလို့ ready to wear pattern body frame ဖြစ်တဲ့အတွက်ကြောင့်မို့ body frame အဲ့ဒါမှရှေ့ချမ်းဆိုရှေ့ချမ်းနောက်ချမ်းဆိုရင်လည်းနောက်ချမ်းဒါမှလိုချင်တဲ့ size က HS ဖြစ်တဲ့အတွက်ကြောင့်မို့ HS ဆိုပြီးတော့ရေးထားတယ်ကိုက customer အတွက်ဆိုရင် customer ရဲ့နာမည်နဲ့ရှေ့ချမ်းနောက်ချမ်းအဲ့လိုမျိုးလေးဖွဲ့ထားပေးပါတော့ဒါဆိုရင်ဒီနေ့ရဲ့ video လေးကတော့လောက်ပါပဲအားလုံးပဲ